ဟာဟဲ့အောင်မင်းကဒီတဲ့ကိုဘာဝင်လုပ်နေတော့ဘာကိစ္စနေငါဒီတဲ့ကိုဝင်ရမှာလေကွာမင်းတို့နောက်ကလိုက်လာရင်းနဲ့မမြင်မဲပြုတ်ကြတာအခုတော့ကျင်းထဲမှာတရဲနဲ့ပိတ်မိနေပြီကဲကြပါအောင်ကွာလာပညာတညရဲ့လိုင်းရအောင်မှာဖိုးတူးမိဝိုင်းငပိန်နဲ့တုပ်ပေါ်တို့ကမော်စရာချက်ကြီးနဲ့တူကိုချက်ကြီးအိမ်ရဲ့အိမ်ရှိရကွေ့ပြစ်မှာရင်နွေးချမ်းနဲ့လက်ပတ်တုပ်ဆိုင်ထိုင်နေကြတယ်လားခွေညောင်မို့မှောင်နေရဆိုပေမဲ့လေးလေးရတပြူပြူစားစရာလေးရလေအစင်သိနေဆိုတော့တာယာလိုက်တာကွာမင်းကအစားတော့ရှိရင်ကိုတာယာနေရမလားအလက်ကားစားရရင်မင်းရုပ်ကအဲ့လိုပါပဲကွာတော်ကြပါတော့ဟဲ့ငါတော့လေထိုင်နေရတာပြင်းလို့ကိုမတာယာကျင်တော့ပြန်တော့မှာနေပါဦးမိဝိုင်းရလူစုံတော့အေးစိတ်တိုင်မအောင်နင်ပြင်းရင်ကိုချက်ကြီးကိုငါတို့ပုံမြင်ပြောခိုင်းကြမယ်လေဘယ်လိုလဲအေးပြောဆိုရင်တော့မင်းတို့ကိုပြောပြဖို့ကြမ်းနေရဲ့အကြောင်းတစ်ခုတော့ရှိမှာဘယ်လိုလဲနားထောင်ကြမလားဟုတ်နားထောင်မယ်ကိုချက်ကြီးငါတို့ရနောက်ဘက်ကတေတော်ကြီးကိုသိကြရမလားအေးအဲ့ဒီတေတော်လေးမှာကိုတစ်ခုရှိအဲ့ဒီကျင်းထဲမှာတရေတကောင်လေးနေနေတယ်ကွတော်တော်လေးအချောက်ကျဲနေလို့ပြောကြတာပဲဒါဆိုရွာတွေကလူတွေတရေချောက်ခံမှုကြမှာပေါ့နော်ကိုချက်ကြီးအေးကွတော်ထဲမှာထင်းရှာမှုရှာသွားကြတဲ့လူတွေတော့ခဏခဏချောက်ခံနေရတယ်ဆိုပြီးငားလေးကြားမိတာကွဒါဆိုကိုချက်ကြီးသွားပြီးတော့နှိမ့်နှင်းလိုက်ပါလားဗျဟုတ်တာပဲကျွန်တော်တို့လည်းဘဲမှမသွားရတာကြားပြီဆိုတော့သွားကြည့်ကြမလားဗျဟုတ်တယ်တရေတကယ်ရှိမရှိကိုငါတို့စမ်းတာမှာမဟုတ်ရင်လေရွာတွေကလူတွေဒုက္ခရောက်ကုန်မှာဟာမင်းတို့ကလေကိုချက်ကြီးပါလားနှိမ့်နှင်းပါစီဘောကွကိုယ်တိုင်သွားစရာလိုလို့လားပြီးတော့တော့ကလည်းအိုးကြီးငါတို့မလိုက်ချင်ဘူးကွာတော်ဖို့ရတနေရာသွားမယ်ဆိုရင်မင်းကိုခေါ်ရတာတက်လို့ပဲအေးစင်လိုက်ခဲ့စမ်းပါကွာပြန်ရောက်ရင်ငါတို့မကြီးတိထောက်ကြည့်မယ်လေဟုတ်ပလားမင်းတေးကြရဲ့နော်ကြွေးမဟိုဒါဆိုလဲလိုက်ရုံပေါ့ဟိုငါ့ကိုတော့တေးကြခီးဆိုင်ကြနော်မင်းတို့တွေအေးပါကွာဒါဆိုမနေ့ကငါတို့သွားဖို့အတွက်ပြင်ဆင်ကြမယ်ဒီလိုနဲ့ဖိုးတူးတို့တွေလည်းနောက်နေ့တော်ရဲသွားဖို့အတွက်အစီအစဉ်ဆွဲလိုက်ကြတော့လားနောက်တနေ့မနေ့ရောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးတူးတို့အဖွဲ့လေးတော်ရဲကိုထွက်လာလိုက်ကြတယ်ဖိုးတူးကြီးငါတို့ဒီတခါသွားတာတရေရောတွေ့ပါမလားမသိဘူးတော့ကလေအကျဲကြီးဆိုတော့လေရှာမတွေ့ရင်သွားရတာမတန်ဘူးဟာတွေ့မှာပါဟာငါတို့သူများတွေပြောတဲ့လမ်းအတိုင်းဝင်လာတာပဲလေအေးစိပါဒီတခါတရေတွေ့လို့ကတော့ငါရဲ့တိုင်ကတ်တွေနဲ့ကိုပြီးပြီကိုချက်ကြီးတော့မလို့အဲ့ဒီတရေကိုလေဂူထဲကနေပြန်ထွက်မလာနိုင်အောင်လုပ်ပြင်ပါအေးပါငပိန်ဟာပြီးမှကိုချက်ကြီးအော်ရင်တော့လေမင်းမဂူထဲကိုပိတ်ထားခဲ့မှာငါတော့မှားပြီတင်ပါလေကွာမကြီးတီတောင်ငက်ပြီးလိုက်လာမိတာတကယ်တရေတွေ့ရင်ဘယ်ကပြန်ပြရမှန်းတော့မသိဘူးလမ်းကလည်းမမှတ်မိနဲ့ဒီလိုနဲ့တယောက်တစ်ပေါက်ပြောဆိုကြရင်ကတော်ရဲကိုဆက်သွားလိုက်ကြတယ်တော်တော်လေးရှောက်လာကြရင်မလန်းမကန်းမှာဂူတလုံးကိုတွေ့လိုက်ကြတယ်ဖိုးထူကကဲဒီနေ့ဟာဒီနေ့ဂူတော့တွေ့ပြီဘာဆက်လုပ်ကြမလဲဒါဆိုဝင်ကြည့်ကြမလားကြောက်တက်တဲ့တုပ်ဘောကဂူထဲကိုကြည့်လိုက်တယ်ဟာဟဲ့အောင်နေအထက်ကမှောင်မဲနေရပဲကွာငါမလိုက်တော့ဘူးကွာမင်းတို့ပဲသွားတော့တုပ်ဘောအဲ့လိုပြောနေတော့ဂူထဲကနေအတန်တစ်ခုကိုကြားလိုက်ကြရတယ်ငါ့ဂူရှိမှာစုညံနဲ့ဘဲကောင်းနေလဲကွာကိုနေရကိုပြန်ကြစမ်းအောင်မမင်းရတာဘဲရလေဘာတူလဲဖြည့်စမ်းမအောင်သူများရွာနာလာနေပြီဒုက္ခပေးနေတာဟဲ့အောင်ငါဘေးမင်းရလေသွားစနေပြန်ပြီနိုင်တာလည်းမဟုတ်ပဲနဲ့ကိုချက်ကြီးဟာဝင်ပြောပါအောင်ဗျအေးဒီတရဲ့ဂူထဲကနေလေးကျဲနေရငါနဲ့တွေ့ကြသေးတာပေါ့ကွာလာဟိဝင်ကြည့်ကြရအောင်ဒါလိုနဲ့ချက်ကြီးနဲ့ဖိုးထူးတို့လည်းဂူထဲကိုဝင်သွားကြတယ်ဂူထဲရောက်မှာတော့တပြေးပြေးနဲ့အမောင်ကြီးကြလာခဲ့တာအတန်ကြားရလောက်ဒီဆက်သွားကြရင်နဲ့တုပ်ဘောကနောက်ဆုံးကနေကြောက်နဲ့လိုက်ရင်ကျင်းတစ်ခုတွေကိုပြုတ်ကျသွားခဲ့တယ်အာအမလီကဲကြမအောင်ဖိုးထူးတို့အားလုံးလှည့်ကျင်လိုက်တော့တုပ်ဘောကသူတို့နဲ့ရှိမနေတော့ဒါနဲ့အမောင်နဲ့စံတော်ဘဝနဲ့လိုက်ရှာကြတော့တာဖိုးထူးကတုပ်ဘောကိုအော်ခေါ်ရင်းနဲ့တုပ်ဘောကြီးဟဲ့ဘယ်ရောက်သွားလဲကွာအတန်ပေးပါအောင်အဲ့ဒီအချိန်ကျင်းနေရတုပ်ဘောကတော့ဘာအတန်မှပြန်မပြီးနိုင်ဖြစ်နေရှာတယ်အเจ้าကသူ့ရှိမှအသားမဲမဲရုပ်ဆူဆူနဲ့တရေတကောင်မြင်လိုက်ရှာလို့ပါတုပ်ဘောဆုံးကနေချိန်တရေကထပြောလိုက်တယ်ဟာငါပြောပါလေကိုနေဟာကိုပြန်ကြပါဆိုတော့ရှာရှိပြီးဝင်လာတော့ခန့်ဘောကွာဟို
ခမမတူလေတရက်လိုက်ရင်ကျုပ်ကသူတို့ခေါ်လို့လိုက်လာရတာပါဗျာကျုပ်နဲ့ဘာမှမဆိုင်ပါဘူးကျုပ်ကိုလွတ်ပေးပါဗျာနော်ဖမ်းချင်သူတို့အပန်းလေနော်အောက်မှာမင်းကလူကြည့်တော့လေဝါတော့အားကိုးရမယ်မရှိဘူးတငယ်ချင်းတွေကိုထိုးကျွေးနေရပေါ့လေဟုတ်လားဟာခမရကလေကျုပ်ပါကျုပ်ဝါတာစားလို့ဗျဘာဆိုင်လေခမရလည်းတရေဖြစ်တာတော့အသားမဲတာပဲရုပ်ကစိုးသည်ဟာတရေပါဆိုရုပ်ချောမှာမလားကွာမင်းကလေတုပ်ဖောနေသေးကအချေတင်ပြောနေကြတယ်တပတ်မှာပိုးထုတို့အဖွဲ့လေတုပ်ဖောကိုအော်ကော်နေကြတာတုပ်ဖောကြီးဘာမှတော့ကွာအတန်လေးပါလေပေးပါအောင်အဲ့ဒီအချိန်တုပ်ဖောကကျင်းထဲကနေអော်လိုက်တယ်ငါဒီမှာကွာမင်းတို့အောက်ကကျင်းထဲမှာပြုတ်ကြနေရတုပ်ဖောအဲ့လိုပြောလိုက်တော့အားလုံးကအောက်ကိုငုတ်ကြည့်လိုက်ကြတယ်တုပ်ဖောကိုတွေ့တော့ငပိန်အောင်ဟာဟဲ့အောင်မင်းကဒီတဲ့ကိုဘာဝင်လုပ်နေလဲဘာကိစ္စနေငါဒီတဲ့ကိုဝင်ရမှာလေကွာမင်းတို့နောက်ကလိုက်လာရင်လည်းမမြင်မဲပြုတ်ကြတာအခုတော့ကျင်းထဲမှာတရေနဲ့ပိတ်မိနေပြီကဲကြပါအောင်ကွာတရေလို့ကြားလိုက်တော့မိဝိုင်းကတရေဟုတ်လားဦးနေမှားမြင်တာမဟုတ်ဘူးလားဟဲ့ကျင်းထဲကတရေကလည်းပြန်ပြောခဲ့တယ်သူမှားမြင်တာမဟုတ်ဘူးဟေးဒီမှာငါရှိတယ်တရေဆိုတာငါပဲအော်မင်းကတရေကိုဒါနဲ့မင်းကဒီကျင်းထဲကိုဘာဝင်လုပ်နေရလဲဒါကငါနေရကွာမင်းတို့ကသာရှက်ရှိဘာလာလောက်ကြလဲပြန်သွားကြစမ်းငါတို့ကမင်းကိုနှိမ်နှင်းမို့လာတာပဲငါတို့ရွာလူတွေကိုမင်းချောင်းလက်နေရဲဆိုတဲ့သတင်းကြလို့လာခဲ့တာအခုထွက်လာခဲ့စမ်းကိုချက်ကြီးနဲ့တရေအပြန်လည်ပြောနေရမပြီးနိုင်တဲ့အတွက်တုတ်ဘောကကျွန်တော်ကိုရင်ထုတ်ပေးကြပါဗျာကိုချက်ကြီးတို့ပြီးမှပဲပြောကြပါလားဗျဒါနဲ့တုတ်ဘောကိုကျင်းထဲကနေဝိုင်းထုတ်ပေးဖို့အတွက်လူဝက်တာတွေပြင်ကြတော့တယ်ကနာကြတော့တုတ်ဘောတယောက်ကျင်းထဲကနေပုံရောက်လာခဲ့တာချက်ချင်းဆိုသလိုတရေကနေနောက်ကနေထွက်လာခဲ့တယ်ငပိယအော်တရေဆိုတာမင်းကိုရုပ်ကြည့်တော့လေတရေရောင်တရေဝါမရှိလူတွေကိုဒုက္ခပေးနေလို့ဒီဘဝရှောက်နေတာမစမ်းပါဘူးလေကဲကိုချက်ကြီးဒီတရေနဲ့အမြန်ဆုံးစီးရင်ရှင်းမှထင်းနေတော့မိုးချုပ်သွားလိမ့်မယ်ဗျဟုတ်ပြီလေဒါဆိုလာထားအောင်ပါအေးလေငါကွချက်ကြီးကချက်ချင်းကာရာရီရုပ်လို့အဆောင်နဲ့ချုံလိုက်တော့တာဒါမဲ့တရေကဘာမှဖြစ်မသွားခဲ့တဲ့အတွက်တုတ်ပေါ်အောင်ကိုချက်ကြီးဆွမ်းကမဆွမ်းတော့ပါလားဗျဟုတ်ပါတုတ်တောင်မလုပ်ဘူးကြည့်လေလုပ်ပါအောင်ဗျာမဖြစ်နိုင်တာကွာငါကာရာရီအဆောင်နေနဲ့တွေ့ဘယ်တရေမှခံနိုင်စရာအကြောင်းမရှိတာအဲ့ဒီအချိန်ငပိယဝင်ပြောတော့တယ်ကဲဒါလို့ဆိုလေကျုပ်ရဲ့တိုင်းပညာတွေထုတ်ပြရသေးတာပေါ့ဟိုက်ယာပြောရင်းဆိုရင်ငပိန်လေတရေကိုတိုင်းခွက်တွေနဲ့ထူထောင်းပြလိုက်တော့တာတရေကငပိန်ရဲ့တိုင်းတန်ကြောင့်အလူလေးညီးတွားပြီးတော့ထဟော်တယ်အာအမလေးဗျနားလေးဗျမလုပ်ပါနဲ့တော့ဗျာမလုပ်ပါနဲ့တော့ဟာတရေကနားတတ်တယ်လားခုနကတော့အကြဘာမှဖြစ်ပြီအခုမှထအောင်နေမဟုတ်တော့ဘူးနော်အေးဟာဒါဆိုတရေတော့မဖြစ်နိုင်ဘူးငါတို့တေချာစစ်စစ်ကြည့်ရမယ်ဒီလိုနဲ့ဖိုးထုတို့အားလုံးကတရေကိုဝိုင်းထားလိုက်ကြပြီးစစ်စစ်မြင်းမြန်းကြတော့တာဖိုးထုကကဲပြောစမ်းမမင်းကတရေလားလူလားပါလားညာလားဆိုတာငပိရလေဟောက်စားလုပ်လိုက်တယ်ကြောင်တော်လုံးမနေနဲ့ပြောစမ်းမဟုတ်ရင်ငါထက်လို့မှာနော်ဟုတ်ပြောပါမယ်ဗျာကျုပ်ကတကယ်တော့လူပါပဲဗျကိုတပည့်ရွာရွာသားပါပဲကျုပ်ကိုရွာလူတွေကငပြင်းအမြဲသူများတက္ကစီကတောင်းစားယူစားနေနေဆိုပြီးရွာလက်မခံတော့တာနဲ့ဒီကူတဲ့လာနေရတာပါဒါနဲ့ကျုပ်လည်းစောင်းဝင်နေအဆင်ပြေအောင်ခုနားလာတဲ့လူတွေကိုချောက်လန့်ပြီးသူတို့ကြံခဲ့တဲ့အစားတောက်တွေကိုယူစားရအောင်ပါပဲဗျာဒါဆိုငါဒီလိုငပြင်းကောင်ဖင်တော်အောင်ကြောက်နေမိခဲ့တာပဲရှက်စရာကောင်းလိုက်တာကွာအေးလေနင်ကအမြဲတွေးပြီးကြောက်နေအောင်ခံပေါ့အေးဒါပေမဲ့မင်းကစားပြီးဒီလိုဆက်လို့မရတော့မင်းဆက်လုပ်နေမယ်ဆိုရင်ငါတို့ဒီတိုင်းမထားနိုင်မင်းရွာကိုပြန်ပို့ပြီးအရေးယူခိုင်းရလိမ့်မယ်ကွဟုတ်ကဲ့ပါဗျာကျုပ်လည်းမှတ်ပါပြီဗျမလုပ်တော့ပါဘူးကျုပ်ပါကြောက်တိုးထဲမှာပဲရှာပြီးစားပါတော့မယ်ဗျာလှုပ်ပေးပါတော့နော်ကောင်းပြီလေမင်းရှင်လို့ပြန်လုပ်နေတဲ့တင်းကြားတာနဲ့ငါတို့အစိုးမစိုးနဲ့နော်ဟုတ်တယ်နောက်တစ်ခါဆိုဒီတက်ပို့စိုးမယ်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျကဲငါပြောပါတယ်စမ်းသက်ကြည့်တင်တယ်လို့မဟုတ်ရင်ဒီလူကိုတရေထင်ပြီးတရားလုံးကြောက်နေကြအောင်ပါအခုတော့စူးစမ်းလေးလာခြင်းဟာဘလို့အကျိုးရှိရဲဆိုတာနင်တို့သိကြပြီမလားအေးပါနေပြောတာမှန်ပါတယ်ဆရာမကြီးရဲ့ငါတို့လည်းနားလေပါပြီတကူဟုတ်ဆိုလေစင်သာချင်းချိန်ပြီးမှယုံမို့နဲ့ဘာမှသူရဲ့ဘောကြောင့်တွေးကြောက်မနေတတ်ဖို့သင်ခန်းစာလေးတေးကြရသွားပါပြီဟာအေးအဲ့ဒါကြောင့်
လုံရဲရင်မင်းဖြစ်ဆိုတဲ့စကားပေါ်လာတာပေါ့ကွာတခုခုဆိုမလုတ်ခင်တွေးကြောက်နေလို့မဖြစ်ဘူးကြောက်တာနဲ့ပြေးနာဖဲလိုက်ရင်အရာတိုင်းကလွယ်ကူချုံးမိသွားလိမ့်မှာဟိုကောင်တုတ်ပေါ်လဲနော်နောက်ဆိုတေချာတွေးတော့ဆင်ကျင်ပြီးမှကြောက်ဟုတ်လားအေးပါမိဝိုင်းရဲ့ငါလည်းသိပါပြီဘာပဲဖြစ်ဖြစ်ပြန်ရောက်ရင်တော့ငါ့ကိုမကြီးသည့်ထောင်ကျွေးမယ်မလားမင်းဆိုဒီမှာလဲနော်ကျင်းနေပြုတ်ကြပြီးသူများဂျင်းထက်ခံရတာငါတုံးမယ်နော်အမတ်ကိုမရှိဘူးကဲလာကွာပြန်ကြမယ်မိုးချုပ်တော်မှာနေမဝင်ခင်တော်ရိတ်ကထွက်ကြစို့ဒီလိုနဲ့ပိုးတူတို့အဖွဲ့လေးစွန်စားကဲတရက်ပြီးတော့ရှားဟုပြန်လာလိုက်ကြတော့တယ်